Ingava Clover Olympiad Mathematic YouTube channel မှာကြိုဆိုပါတယ်ဒီကနေ့မှာဒီချက်ကဒီ primary 2 combinatorial မှာပါတဲ့ပုံစံတွေကိုဒီချက်ကအပိုင်းလေးတွေခွဲပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီချက်ကတော့ဒီချက်ကတော့ဖြစ်တယ်ဟုတ်ပြီပထမဆုံးပိုင်း part 1 part 1မှာ how many integers contain 5 as one of their digits from 1 to 400 inclusive တစ်ကနေပြီးတော့ဒီမှာဘယ်လောက်လဲဆိုရင်400အထိတစ်ကနေပြီးတော့400အထိကဏ္ဍအနေနဲ့မှာတဲ့ဒီ9ပါတယ်ပေါ့နော်9ကသူတို့ရဲ့ကိန်းလုံးတစ်လုံးအနေနဲ့ပါတယ်ကိန်းပေါင်းဘယ်လောက်ရှိမလဲလို့မေးတာဖြစ်တယ်အဲ့တော့ဒီချက်တော့အဲ့မှာဆိုရင်9ပါတယ်ကိန်းလုံးကိုရေးပြရမယ်ပထမဦးဆုံးဘယ်ကနေစမလဲဆိုရင်9 15 25 35 45 55 65 85 85 85ဆိုတော့စုစုပေါင်း10လုံးရတယ်ပြီးရင်50နဲ့ဆိုင်မယ်50 51 52 53 54 55အပေါ်မှာပါပြီးတဲ့အတွက်မပါတော့ဘူးအဲ့တော့59အထိဆိုရင်စုစုပေါင်း9လုံးရှိမယ်ဒီမှာ50မပါတော့ဟုတ်ပြီနော်အဲ့တော့စုစုပေါင်း9ကနေပြီးတော့59အထိဘယ်လောက်ရှိလဲဆိုရင်59ပေါ့နော်69အထိယူလို့ရတယ်9ကနေပြီးတော့တစ်ကနေ69လို့သဘောမျိုးနဲ့ယူလို့ရတယ်အဲ့ကဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုရင်9ပါတဲ့ဂိမ်းလုံးပေါင်း19လုံးရှိတယ်ဒါဆိုရင်105ကနေ195ဆိုရင်လည်းဘယ်နှလုံးပဲဆိုရင်19လုံးပဲနောက်205ကနေ295ကလည်း19လုံးပဲ305ကနေ395ကလည်း19လုံးပဲအဲ့ကြဒီမှာ19ဘယ်နှခါရလဲဆိုရင်4ခါရတယ်ဒါကြောင့်မို့လို့ total number of integers ကဘယ်လောက်ရလဲဆိုရင်19လေးကဆိုတော့19အမြောက်လေး26ဖြစ်တယ်ဒါကြောင့်မို့လို့ဒီတစ်ကနေ400ပဲဖြစ်ဖြစ်တစ်ကနေ900ပဲဖြစ်ဖြစ်နော်သားတို့တမီတို့သိထားရမှာကတစ်ကနေ100ထဲမှာ9ပါတဲ့ကိန်းလုံးက19လုံးရှိတယ်အဲ့လိုပဲ9မှမဟုတ်ဘူး2ပါတဲ့ကိန်းလုံးကလည်း19လုံးပဲ3ပါတဲ့ကိန်းလုံးကလည်း19လုံးပဲအဲ့လိုမျိုးရှိရပေါ့နော်အဲ့တော့ဒီချက်တော့ဒီမှာဆိုရင်ဒါပေမဲ့ကဏ္ဍလေးကွဲပြားမှုတော့အနေနဲ့မပေါ့ရှိတယ်အဓိကမှတ်ထားရမှာဒီမှာ400အထိပဲပြောထားတာဒါကြောင့်လို့900ဆိုရင်တော့ကိန်းကတော့ပြောင်းသွားနိုင်တယ်ပေါ့နော်ဒီပုံစံမှာမှတ်ထားရမှာတော့1ကနေ400အထိမှာ9ပါတာက1ကနေ100က19လုံး100ကနေ200အထိက19လုံး200ကနေ300အထိက19လုံး300နေ400အထိကဘယ်နှလုံးဆိုရင်19လုံးစုစုပေါင်းဘယ်နှလုံးရှိလို့ဆိုရင်86လုံးရှိတယ်ဆိုတာသိထားရမယ်ဟုတ်ပြီနော်